ထိုင်းနိုင်ငံဟာကမ္ဘာမှာဗုဒ္ဓဘာသာဝင်အများဆုံးရှိတဲ့နိုင်ငံတစ်ခုအဖြစ်ကမ္ဘာတည်ကြပါတယ်။ဝီနီလိုက်နာပြီးအဝါရောင်သင်္ကန်းဝတ်ရောင်ကြတဲ့ရဟန်းတော်တွေဟာထိုင်းနိုင်ငံမှာ3 သိန်းခွဲခန့်ရှိပြီးဘုန်းကြီးကျောင်းတွေလည်းအများအပြားရှိပါတယ်။နိုင်ငံရဲ့လူဦးရေအများစွာဗုဒ္ဓဘာသာကိုးကွယ်ကြပြီးတာရေးနာရေးကိစ္စတွေမှာဘုန်းကြီးတွေရဲ့အခမ်းကဏ္ဍဟာမြန်မာနိုင်ငံနည်းတူအရေးပါခဲ့တယ်လို့ဆိုရမှာပါ။ဒါကလည်းနိုင်ငံရဲ့နှီးစပ်ခဲ့တဲ့သမိုင်းကြောင်းဖြစ်ပြီးအလူဒါနနဲ့သီလကိုပဓာနထားဟောကြားခဲ့တဲ့ပုံစံတွေလည်းအတူတူပဲလို့ဆိုရမှာပါ။မီယိုးဖလာဗုဒ္ဓဘာသာရဲ့တည်တာမှုမှာအလူဒါနရဲ့ကြီးကျယ်ခန္ဓာပုံတွေကိုတခမ်းတနာပုံမြင်တာရကတွေနဲ့ဖော်ပြခဲ့ပြီးတရားပွဲတွေမှာလည်းအလူဒါနရဲ့အကျိုးကိုခဏဟောကြားခဲ့ကြပါတယ်။ဒါကြောင့်မြန်မာနဲ့ထိုင်းကဗုဒ္ဓဘာသာဝင်တွေဟာဘုန်းကြီးကျောင်းတွေကိုအလူဒါနအကြီးကျယ်လှူဒန်းခဲ့တဲ့အလေးအထက်ဟာယနေ့ထက်ထိရှိနေခဲ့တာပါ။တစ်ဖက်မှာလည်းဘုန်းကြီးတိုင်းဟာသီလစင်ကြယ်ပြီးအကောင်အရိယာသူတော်စင်မဟုတ်ကြတာကြောင့်ဒါယကာမတွေလှူဒန်းတဲ့ပစ္စည်းဥစ္စာတွေအပေါ်မှာတက်မှတ်ပြီးဖျားရှင်ရဲ့ဝီနီစည်းကမ်းကိုချိုးဖောက်လာကြပါတယ်။ဒီလိုကိစ္စတွေဟာထိုင်းနိုင်ငံမှာအတော်လေးလူသိများပြီးဝေဖန်စရာတွေလည်းဖြစ်ခဲ့ပါတယ်။ထိုင်းနိုင်ငံကဘုန်းကြီးကျောင်းတွေရဲ့ကျွဲဝချမ်းသာမှုတွေဟာဟိုးလေးကြော်ဖြစ်လာခဲ့တာ2015ခုနှစ်ဝန်းကျင်ကလေးကဆိုရမှာပါ။ဘုန်းကြီးကျောင်းတွေရဲ့ဝင်ငွေဟာအခွန်ဆောင်စရာမလိုသလိုအစစ်ဆေးမခံရတာကြောင့်တချို့လောဘကြီးတဲ့ဘုန်းကြီးတွေဟာအလှပတ်စံငွေကြေးတွေကိုတခြားစီးပွားရေးလုပ်ငန်းတွေမှာမြုပ်နှံပြီးစီးပွားတောင်းကျမ်းကြပါတော့။ဒီလိုနဲ့ဟုတ်လို့ကြော်ပုတ်လို့ပေါ်လာပြီးဘုန်းကြီးတချို့ရဲ့အနေအထိုင်လျက်ပေါ်မှုနဲ့တံမိုးကြီးသုံးဆောင်တွေကြောင့်ထိုင်းဗုဒ္ဓဘာသာဝင်တွေအကြောင်းဝေဖန်မှုတွေများလာတာကြောင့်ရဲတွေကဝင်စစ်ဆေးရမှာတော့တထေးတကြွယ်နီးပါးကျွယ်ဝတဲ့ဘုန်းကြီးပြက်တွေကိုတွေ့ရှိရပါတော့။ဒါကြောင့်ဘုန်းကြီးပြက်တွေကိုတယော်တဲ့ရုပ်ရှင်စကားတချို့လည်းရိုက်ကူးခဲ့ကြပြီးဗုဒ္ဓဘာသာဝင်တွေကြားမျက်နှာပြက်စရာအဖြစ်မှတ်ရရှိနေပါတယ်။ဒီကြောင်းတွေကိုတင်ဆက်ပေးနေရကတခြားကြောင့်မဟုတ်ပဲမနေ့ကတက်လာတဲ့ဘုန်းကြီးပြက်တယောက်အကြောင်းကိုတင်ဆက်ပေးချင်တာပါ။ထိုင်းနိုင်ငံရဲ့နာခွန်ပတန်ခရိုင်ဝမ်ရိုင်ကင်းဘုန်းကြီးကျောင်းကအသက်80ကျော်ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာအလွန်ငွေတန်း300ကျော်ကိုဖဲရိုက်ခဲ့တဲ့အမှုနဲ့အဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါဘုန်းတော်ကြီးဟာကိုကွယ်သူဒါယကာမပေါ်များပြီးကျောင်းပိုင်အလွန်ငွေတွေကိုသူ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲကိုဩဇာပေးပြီးမလိမ်တပတ်နဲ့ထည့်ခိုင်းခဲ့ပါတယ်။နောက်ပြီးအွန်လိုင်းကနေတဆင့်ဖဲရိုက်ကစားခဲ့ပြီးဘတ်တန်300ကျော်ပြအောင်မိုင်လုံးကြည့်ခဲ့ပါတယ်။ဒါပေမဲ့ဘုန်းကြီးရဲ့မိုင်မဲမှုကဒီညမှာတင်ရပ်မသွားခဲ့ပဲဒါယကာမတအုပ်စီကဘတ်4 တန်းချီးယူကတခြားသောရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ထိုင်းနိုင်ငံမှာဒီလိုအမှုမျိုးဟာတော်ရုံရဲတွေဝင်မဖမ်းရဲတာကြောင့်အထူး special ရဲတအုပ်ကဘုန်းကြီးကျောင်းမှာအချိန်အတန်ကြာအသွင်ယူထောက်လှမ်းခဲ့ရပြီးဖမ်းဆီးလိုဝစ်တက်ခဲ့ရပါတယ်။ဒီကိစ္စဟာဟိုးလေးတကြော်ဖြစ်ခဲ့ပြီးဗုဒ္ဓဘာသာဝင်တွေအဖို့သတိထားစရာကကြီးညိုလူဒန်းတဲ့နေရာမှာကိုးကွယ်ခံပုဂ္ဂိုလ်ကိုမှန်ကန်ရွေးချယ်ဖို့ပါပဲ။ဘာသာတသနာကိုအမှန်တကယ်စောင့်ရှောက်နေတဲ့ဘုန်းတော်ကြီးတွေလည်းများစွာရှိပေမဲ့ခုလိုမျိုးမတူတော်ဘုန်းကြီးတွေခဏကြားသိလာရတာကထိုင်းနိုင်ငံရဲ့ဗုဒ္ဓဘာသာအတွက်မေးခွန်းထုတ်စရာတွေဖြစ်လို့နေပါတော့တယ်။